အရန်မိုက်တဲ့ပစ္စည်းတွေကိုအမြဲတမ်းမိတ်ဆက်ပေးနေတဲ့ကျော်ရှင်းရဲ့လက်ထဲမှာဒီတစ်ခေါက်ကင်ထားတာလေးကတော့ wireless mic အမျိုးအစားလေးဖြစ်တဲ့ DJI ကထုတ်တဲ့ mic mini လေးပဲဖြစ်ပါတယ်ခုကျော်ရှင်းရင်မှာတက်ထားတာလေးကတော့ DJI mic mini လေးပဲဖြစ်ပါတယ်ဒါလေးရဲ့အကြောင်းကိုဒီဗီဒီယိုလေးထဲမှာသေချာလေးပြပြပေးသွားမယ်နော်သူ့မှာ active noise cancellation ပါတဲ့အတွက်ကြောင့်ဘေးနားကလေတိုးတန်တွေကိုတိတိကျကျရှင်းချပေးပါတယ်ဒီ mic mini လေးရဆိုရင်ဒီလိုမျိုးကွင်းနေကျမှာတော့အတော်ဝေးရနေပြီးတော့အတန်ကိုကြည်လင်ပြတ်သွားတာနဲ့ခိုင်းယူနိုင်ပါတယ်ဥမှာပါတဲ့ကလေးလေးနဲ့အသုံးမပြုချင်ဘူးဆိုရင်လည်းဒီမှာပါတဲ့ magnetic clamp လေးကဆွဲရအရန်ကောင်းတာကြောင့်ဘလောက်ပဲထူတဲ့အဝတ်အစားဖြစ်ဖြစ်စိတ်ချလက်ချနဲ့ကပ်ပြီးတော့အသုံးပြုနိုင်ပါတယ်ဒီလိုမျိုးအတန် quality ကောင်းပြီးအရန်အသုံးဝင်တဲ့ mic mini လေးကိုဝယ်ယူချင်တယ်ဆိုရင်တော့2 transmitter plus 1 receiver နဲ့ charging case ပါပြီးကို6,9500 ကျပ်ဒီလိုမျိုး1 transmitter နဲ့1 receiver လေးကို4,3000 ကျပ်နောက်ဆုံးဒီလိုမျိုး transmitter တစ်လုံးထဲကိုတော့2,9000 ကျပ်နဲ့ zip camera ဟောက်မှာဝယ်ယူရရှိနိုင်ပါပြီရှင်အသေးစိတ်စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ zip camera ဟောက် page messenger လေးကနေစုံစမ်းမေးမြန်းလို့ရပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့မယ်နော်အားလုံးပဲတတာ